အင်္ဂါသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်2025နိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်အင်္ဂါသားသမီးလေးနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုထားတော့ရဲ့ကြလာတဲ့နမိတ်တိုင်းဖတ်ကြားဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးဆရာမမဟောကြားခင်ချိန်လေးမှာဆရာမသည်ဒီထားတော့ကတ်များဖြင့်ကြလာတဲ့နမိတ်များကိုမှန်ကန်စွာဟောကြားပေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မို့မိမိတို့နဲ့ကိုက်ညီမှုရှိပါကလက်ခံပေးပြီးတော့ကိုက်ညီမှုမရှိတဲ့သူလေးတွေကတော့ကြော်သွားပေးလို့ရပါတယ်ရှင်စတင်ပြီးတော့အင်္ဂါသားသမီးလေးနဲ့ပတ်သက်တဲ့အလုပ်အကိုင်လူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးကိုဖတ်ကြားဟောကြားခွင့်ပြုပါရှင်အင်္ဂါသားသမီးလေးတွေဟာစီးပွားရေးကိစ္စလုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရာမှာမိမိတို့ရဲ့အကြံဉာဏ်လောက်ကိုင်းနိုင်တဲ့စွမ်းရည်နိပရိယတို့ကိုအသုံးချ၍စူးစမ်းအားထုတ်၍ပြုလုပ်မယ်ဆိုရင်တိုးတက်ကောင်းမွန်မဲ့ကာလဖြစ်ပါတယ်ရှင်။ကြံစီထားသောလုပ်ငန်းကိစ္စရပ်များကိုလည်းလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်။အမျိုးသမီးမိတ်ဆွေများထံမှအကူအညီများကိုလည်းရရှိမဲ့ကာလဖြစ်ပါတယ်။အင်္ဂါသားသမီးလုပ်ငန်းရှင်လေးတွေဟာအခုကာလအတွင်းမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့လုပ်ကိုင်တဲ့နေရာမှာအမျိုးသမီးအသုံးဆောင်ပစ္စည်းများကိုရောင်းဝယ်လုပ်ကိုင်မယ်ဆိုရင်အဆင်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်။မိမိအပေါ်ကိုအနာယူခဲ့သောသူများကိုလည်းပြန်လည်စိုးမိုးအနာယူနိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးလေးတွေဟာအခုနိုဝင်ဘာလအတွင်းမှာလုပ်ငန်းကံစီးပွားကံများတိုးတက်အောင်မြင်မဲ့ကာလဖြစ်ပါတယ်ရှင်။စက်တူရှယ်ယာကိစ္စရပ်များစုပေါင်းလုပ်ငန်းများလည်းအကျိုးပေးမဲ့လားတလားဖြစ်ပါတယ်ရှင်။မိမိအပေါ်ကိုအထောက်အကူပြုတဲ့သူများပေါ်ပေါက်လာပါလိမ့်မယ်ရှင်။အပြိုင်အဆိုင်အလုံးစုံတို့ကိုလည်းရှင်ပြိုင်အောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးကံကောင်းနေမဲ့ကာလဖြစ်ပါတယ်ရှင်။မြုပ်နေသောငွေများပြန်လည်ရရှိမဲ့ကာလဖြစ်ပါတယ်ရှင်။မိမိရဲ့အကြံစီအသစ်ဖြင့်လောက်ကင်သောလုပ်ငန်းကိစ္စရပ်တွေမှာအကျိုးမြတ်များစွာရရှိလာမဲ့ကာလဖြစ်ပါတယ်ရှင်။မှန်းတည်ထက်ပို၍ငွေနိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။လုပ်ငန်းစဉ်စဉ်ဝင်ငွေအဆင့်ဆင့်တိုးတက်မဲ့ကာလလည်းဖြစ်ပါတယ်ရှင်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ချစ်ရင်ဆွဲအနေထားမှာပုံမမြင့်မားသောအနေထားသို့ရောက်ရှိ၍အကျိုးမြတ်များစွာရရှိလာမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအလွန်ကောင်းနေတဲ့ကာလဖြစ်ပါတယ်။ရှင်ပြိုင်မှုများကိုလည်းအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။ထူးချွန်ထက်မြက်သောအစွမ်းအစများကိုလည်းပြသနိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။မိမိရည်မှန်းချက်များကိုလည်းစနစ်တကျစူးစမ်းရင်းဖြင့်တိုးတက်အောင်မြင်မဲ့ကာလဖြစ်ပါတယ်ရှင်။ပညာရေးနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးခြားနဲ့ပတ်သက်ဆက်နွယ်နေသောပညာများကိုလည်းထပ်မံလေ့လာစည်းပူးမယ်ဆိုရင်အဆင်ပြေတိုးတက်မဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးအမျိုးသားလေးတွေဟာမိမိထက်ဥစ္စာဒနာပညာအဆင့်သာသောအမျိုးသမီးများနှင့်မေတ္တာမျှနေတတ်ပါတယ်ရှင်။အချစ်ရေးမှာလည်းအလွန်စမ်းပွင့်နေပါလိမ့်မယ်ရှင်။ဘဝအတွက်အရေးပါသောအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်များကိုလည်းချမှတ်ရမယ့်ကာလဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးအမျိုးသမီးလေးတွေကတော့မိမိအပါဝင်မိသားစုအတွင်းမှာအိမ်တော်မရှိတဲ့သူများအိမ်တော်ကြတတ်ပါတယ်ရှင်။အိမ်တော်ရှိပြီးသူများကလည်းသားသမီးယတနာများထွန်းကားရရှိတတ်ပါတယ်ရှင်။အင်္ဂါသားသမီးအိမ်တော်ရှင်လေးတွေကတော့အခုကာလအတွင်းမှာမိမိအိမ်တော်ဘက်နဲ့မိမိရဲ့အကြားမှာဖြစ်ပေါ်နေသောအထင်လွဲခံနေရခြင်းဖြည့်ချင်းရခြင်းမှကင်းလွတ်အစဉ်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်။ချစ်ချင်းမေတ္တာဤကောင်းသောအကျိုးကိုရရှိခံစားနေရမယ့်ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းအညံ့ကင်းလွတ်မဲ့ကာလဖြစ်ပါတယ်ရှင်။အစဉ်ပြေပါလိမ့်မယ်ရှင်။ဆရာကောင်းသမားကောင်းနဲ့တွေ့တတ်ပါတယ်ရှင်။ခံစားနေရသောယောဂဝေဒနာများလည်းတတ်တာပျောက်ကင်းမဲ့ကာလဖြစ်ပါတယ်ရှင်။ရင်ပတ်ဝမ်းပိုက်နဲ့အာယုံကြောအားနည်းမှုလေးတွေကတော့အနှဲငယ်တတိပြုရပါလိမ့်မယ်ရှင်။အင်္ဂါသားသမီးလေးတွေအတွက်နိုဝင်ဘာလအတွင်းမှာဝစ်စင်တင့်တဲ့အယောင်လေးတွေကတော့ရွှေအိုရောင်မီးခိုးရောင်အစိမ်းရရောင်နဲ့အဖြူရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်။ကံကောင်းစေမဲ့ကဏ္ဍနံပါတ်လေးတွေကတော့3 4 8ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်။အစိုးလေးတွေကင်းပြီးကောင်းတာလေးတွေကိုရရှိစေရန်အတွက်နာမကျန်းဖြစ်နေသောသူတို့အားတွေ့ရှိပါကစေဝါဒါနလှူဒန်းရင်ဖြင့်စွတ်တောင်းပေးလိုက်မယ်ဆိုရင်အင်္ဂါသားသမီးလေးတွေမှာဖြစ်ပေါ်နေတဲ့အစိုးအညံ့လေးတွေဟာကင်းပြီးကောင်းချင်းဘက်သို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာနိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်လာမယ့်အင်္ဂါသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်။
မိမိတို့ရဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုကြိုတင်သိလို့မင်းမြန်းလို့တဲ့အင်္ဂါသားသမီးလေးတွေဟာဆီယမရဲ့ဖုန်းနံပါတ် Viber ရှက်ပေါက်များမှတဆင့်ဆက်သွယ်မင်းမြန်းလို့ရပါတယ်ရှင်။ညံပူစော်ကလေးတွေကိုတော့သတ်မှတ်ထားပါတယ်ရှင်။အင်္ဂါသားသမီးတွေအားလုံးအစဉ်ပြေကံကောင်းကြပါစေရှင်။စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့လည်းပြေဝကြပါစေ။အနာရောဂါများတတ်တာပြောက်ကင်း၍ဘေးဥပတ်အနေများမှလည်းကင်းစင်လွတ်မြောက်ကြပါစေ။စီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေ။အလှရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုမွန်ကောင်းများပို့တာပေးလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။